လွန်ခဲ့တဲ့နေ့အနည်းငယ်2018ခုနှစ်မေလ9ရက်နေ့မှာကျွန်တော်ဂျပန်စာသင်တန်းစပြီးတက်ခဲ့ပါတယ်။ဂျပန်စာသင်တန်းစတက်ပြီးတော့2019 2020ဝန်းကျင်မှာကျွန်တော်လိန်ဖက်နဲ့အလိန်3ခါခံရတယ်ပေါ့နော်။အလိန်3ခါခံရပြီးတဲ့တက္ကလာမှာကျွန်တော်2021 10လပိုင်းမှာဂျပန်နိုင်ငံကိုရောက်ရှိခဲ့ပါတယ်။ဂျပန်နိုင်ငံရောက်ရှိပြီးတဲ့တက္ကလာမှာအရာအလုံးကကျွန်တော်တို့မြင်သမျှပျော်ရွှင်စရာတွေပဲဆိုတော့ဂျပန်နိုင်ငံမှာပျော်တယ်နေကျင်တယ်ဆိုပြီးတော့မှကျွန်တော်မိဘကိုစကားတခွန်းပြောခဲ့ပါတယ်။အဲစကားတခွန်းကြောင့်ပဲကျွန်တော်ရဲ့မိဘရှိုက်ကြီးတင်ငယ်ငိုခဲ့တယ်ပေါ့နော်။အဲစကားတခွန်းကတော့ကျွန်တော်ဂျပန်နိုင်ငံမှာတစ်သက်လုံးနေတော့မယ်မြန်မာနိုင်ငံကိုမပြန်တော့ဘူးဆိုပြီးတော့မှကျွန်တော်ပြောခဲ့တယ်။အဲ့လိုပြောလိုက်တော့ကျွန်တော်မိသားစုဝင်တွေမှာယောက်ျားသားဆိုတော့အဖေကြီးနဲ့ကျွန်တော်ပဲရှိတာဆိုတော့ကျွန်တော်ကိုလည်းအရင်မိဘချစ်တာဆိုတော့မပြန်တော့မှကြောက်တော့မိဘရှိုက်ကြီးတင်ငယ်ငိုခဲ့တယ်ပေါ့နော်။အဲ့အချိန်တုန်းကတော့ကျွန်တော်ကဂျပန်နိုင်ငံမှာရောက်ခါစားမြင်သမျှအရာအားလုံးကပြောနေတော့ပျော်ရွှင်တဲ့စိတ်ကလွှမ်းမိုးနေတော့မိဘရဲ့စိတ်ကိုကျွန်တော်နားမလဲခဲ့ဘူး။ဒါပေမဲ့အခုလိုမျိုး2025ဂျပန်နိုင်ငံမှာနေလာရတာကြားလာတဲ့တက္ကလာမှာကိုယ်စိတ်ကလည်းကွဲပြားပြီးတော့မှတည်လာတယ်အဲ့တော့ဘယ်အရာတွေကနေဖို့မကောင်းတာတော့ဘယ်အရာတွေကနေကျင်တာတော့မြန်မာနိုင်ငံမှာရတဲ့အရာဂျပန်နိုင်ငံမှာမရဘူးဂျပန်နိုင်ငံမှာရတဲ့အရာမြန်မာနိုင်ငံမှာမရဘူးအဲ့လိုမျိုးရတဲ့အရာတွေမရတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်လေးကိုဒီကနေ့ sharing လုပ်ပေးချင်ပါတယ် Okay let's go စလိုက်ရအောင်အရင်ဆုံးဘယ်အချက်တွေကရတယ်ဘယ်အချက်တွေကမရဘူးဘယ်အချက်တွေကကောင်းတယ်ဘယ်အချက်တွေကမကောင်းဘူးလို့မပြောခင်မှာဂျပန်နိုင်ငံမှာကျွန်တော်မနက်စောစောအလုပ်သွားပြီဆိုလို့ရှိရင်ကလေးတွေယူနီဖောင်းလေးတွေအုတ်ထုတ်စင်တူလေးတွေလွယ်အိတ်စင်တူလေးတွေဝတ်ပြီးတော့မှသူများကားနဲ့လားကြူတာဆိုင်ကယ်နဲ့လားကြူတာမြန်မာနိုင်ငံလုံးရှုပ်ရှက်ခတ်နေတာမျိုးမဟုတ်ဘဲနဲ့ဟိုမှာသူလန်းသူသွားပြီးတော့မှကလေးတွေကိုထိန်းနေအရှိကအကြီးတယောက်ပါတယ်ပေါ့နော်အကြီးတယောက်ရဲ့နောက်မှာကလေးတွေကဓာတ်အောက်ချောင်အမြဲတမ်းဒီအချိန်ဆိုလို့ရှိရင်ကလေးလေးတွေစင်တူလိုက်ပြီးတော့မှဘယ်မိဘမှလည်းလိုက်ဖို့အချိန်မရှိဘူးကလေးလေးတွေစီးစင်းနေကြသွားတယ်သွားတာတွေမြင်တယ်နောက်တစ်ခုကကြပါတော့ဂျပန်နိုင်ငံမှာကျောင်းနေနဲ့ဆက်ထားတဲ့အားကစားကွင်းတွေကိုကြည့်ပြီးတော့မှသူတို့ဝါသနာပါတဲ့အားကစားတွေသူတို့ဖြစ်ချင်တာတွေသူတို့လုပ်ချင်တာတွေကိုလုပ်ပိုင်ခွင့်ရှိတယ်ဂျပန်နိုင်ငံမှာအဲ့လိုမျိုးတွေမြင်ပြီးတော့မှပေါ့နော်ကိုယ်တိုင်လည်းဂျပန်နိုင်ငံရောက်လာပြီးတဲ့တက္ကလာမှာအရင်ကလေးမွေးချင်တာပဲကလေးတွေမွေးချင်တယ်ပြုစုပြောထောင်ပေးတဲ့ရည်ရွယ်ချက်ရှိတယ်အဲ့တော့ကျွန်တော်မြန်မာနိုင်ငံမှာနေလာတာဆိုတော့ဗျာဂျပန်နိုင်ငံမှာရတယ်မြန်မာနိုင်ငံမှာမရဘူးဆိုတဲ့အချက်ကိုကသိတယ်သိတော့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်သိရတဲ့အတိုင်းပဲကျောင်းနေနဲ့တွဲထားတဲ့အားကစားကွင်းတွေရှိတယ်အားကစားကွင်းတွေဆိုလို့အားကစားလုပ်ရတဲ့အရေးအတွက်ကနည်းတယ်ဗျာဟိုမျက်နှုံရတာရှိတယ်ခါရချိန်ဆိုလို့ရှိရင်ပေါင်းသိမ်းပေါက်ရတာရှိတယ်မြန်မာနိုင်ငံမှာကျွန်တော်တို့မိဘတွေကမြန်မာနိုင်ငံမှာနေတော့ကလည်းပေါ့နော်ကျွန်တော်ရွာမှာမွေးတယ်ဗျာကျွန်တော်ရွာမှာမွေးတော့ကျွန်တော်တို့ဖေးနဲ့အမေကြီးကရွာမှာနေတော့ကျွန်တော်မြို့ပေါ်အကြောင်းကိုပို့တယ်မြို့ပေါ်အကြောင်းကိုပို့တော့ရွာမှာနေတယ်ဆိုလို့ရှိရင်ကျွန်တော်မျက်တွေပါနှုတ်ရမှာဆိုတော့မြို့ပေါ်အကြောင်းကိုပို့တယ်ဗျမြို့ပေါ်အကြောင်းကိုပို့တော့အတိအတိုင်းပဲကာရချင်းကျွန်တော်တို့မသိပါဘူးရောက်ချင်းမှာဒါပေမဲ့မြို့ပေါ်အကြောင်းကိုရောက်လာတယ်ကာယချင်းဘာလို့ရတာတော့ကိုကာယလေးချင်းကလောက်ရတာလားမဟုတ်ပါဘူးမျက်နှုတ်ရတာပါအဲ့တော့မျက်နှုတ်ရတယ် laboratory ခန်းတွေသွားတယ် laboratory ခန်းမှုတ်တက်နော်ကွန်ပျူတာခန်းမှုတ်တက်ကာယချင်းပေါက်တင်းပေါက်နော်မျက်နှုတ်ကျွန်တော်တို့အဖေကြီးနဲ့အမေကြီးကမြို့ပေါ်အကြောင်းကိုပို့လိုက်တယ်မြို့ပေါ်အကြောင်းကိုပို့တဲ့ရွေချက်ရည်မှန်းချက်ကတော့သူတို့မနှက်ထပြီးတော့မှလေတော်တဲ့ကိုသွားရတယ်တောင်သူလေသမားကြီးတွေဖြစ်နေလို့သူတို့တောင်သူလေသမားကြီးတွေမလုပ်ရအောင်လို့ကျွန်တော်မြို့ပေါ်အကြောင်းကိုပို့ပါတယ်ဆိုမှကျွန်တော်ကတောင်သူလေသမားကြီးကိုဖြစ်လို့အဲ့တော့အဲ့ဒါတွေကိုရှင်တွဲပြီးကြည့်ရမယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံမှာအားကစားကိုကောင်းကောင်းကန်ကန်မလုပ်ရဘူးကိုဝါသနာပါတာကိုပြုစုပြောထောင်ပေးမှုမရှိဘူးအဲ့တော့ဂျပန်နိုင်ငံမှာရှိတယ်အဲ့တော့ဂျပန်နိုင်ငံမှာအဲ့လိုမျိုးတွေရှိတော့ကျွန်တော်ကလေးမွေးခြင်းတယ်ပေါ့နော်ကလေးမွေးခြင်းနဲ့ပြုစုပြောထောင်ပေးခြင်းနဲ့ရည်ရွယ်ချက်ရှိတယ်ဘာလို့မင်းကအဲ့လိုမျိုးကလေးမွေးခြင်းပြီးပြုစုပြောထောင်ပေးခြင်းနဲ့မင်းအောင်ရှိတာဂျပန်လူမျိုးတွေကဘာလို့မရှိတော့ဆိုတော့အဲ့လိုပြောတော့ပြုစုပြောထောင်ပေးခြင်းနဲ့စိတ်ကျွန်တော်ကရှိတယ်ဆိုပေမဲ့ဘာလို့ဂျပန်နိုင်ငံမှာလူဦးရေကနေပြီးဂျပန်လူမျိုးတွေကကလေးမွေးတော့ဆိုတော့ဂျပန်နိုင်ငံမှာမြန်မာနိုင်ငံနဲ့မတူတဲ့ချက်ကကလေးစရိတ်ကအရင်ကြီးပါတယ်ဂျပန်နိုင်ငံမှာကလေးတယောက်မွေးပြီဆိုတော့ကျွန်တော်တို့ကပေါ့နော်မြန်မာနိုင်ငံမှာမရတဲ့ပညာရေးကိုဂျပန်နိုင်ငံမှာသင်ကျင်တဲ့စိတ်ပဲရှိတာအဲ့တော့မြန်မာနိုင်ငံမှာကလေးတယောက်ရဲ့ပြုစုပြောထောင်စိတ်ကအများကြီးဘယ်လိုပြောရမလဲထဲသွင်းစဉ်းစားတဲ့အထဲမှာမပါပေမဲ့ဂျပန်နိုင်ငံမှာကျတော့ထဲသွင်းစဉ်းစားတဲ့အထဲမှာပါတယ်ကလေးတယောက်မွေးပြီဆိုတာနဲ့စမွေးမွေးချင်းကနေပြီးတော့မှကလေးကြောင်းတက်ပြီးသည့်အထိဘလောက်ကုန်မယ်ဘလောက်ရှိမှယူမယ်ဆိုပြီးတော့မှတွက်ချက်ပြီးယူကြတဲ့သူတွေကများတော့အဲ့လောက်ပတ်စံမရှိတော့ကိုတယောက်ရဲ့ဝင်ငွေတယောက်ရဲ့နေထိုင်မှုစိတ်တောင်ဂျပန်နိုင်ငံမှာခက်ခဲတာဆိုတော့ပေါ့နော်နှစ်ယောက်ပေါင်းပြီးတော့မှကလေးစိတ်ကိုပြုစုပြောထောင်ပေးရမယ်ဆိုတော့နည်းနည်းခက်ခဲတော့ဂျပန်နိုင်ငံမှာကလေးမယူကြတာများတယ်ပေါ့နော်အဲ့တော့မြန်မာနိုင်ငံမှာမရဘူးဂျပန်နိုင်ငံမှာရတယ်ဆိုရင်စိတ်ကလေးတစ်ခုနဲ့ဟိုစရောက်ကလေးอ่ะပေါ့နော်ကျွန်တော်ဂျပန်နိုင်ငံကိုစရောက်ပြီးကလေးလေးတွေမြင်ပြီးတော့သူတို့ဝါသနာပါတဲ့အရာလေးတွေကိုလှုပ်ခွင့်ရှိတာလှုပ်ခွင့်ရတာဖြစ်တဲ့အတွက်ကျွန်တော်ကလေးမွေးခြင်းတဲ့စိတ်ကတော့အရင်ပြင်းပြခဲ့တယ်ပေါ့နော်အဲ့ဒါတော့ဂျပန်နိုင်ငံမှာကျွန်တော်နေခြင်းတဲ့အချက်ပေါ့နော်ဒါနဲ့ဂျပန်နိုင်ငံကိုပေါ့နော်အဲ့လိုကလေးမွေးခြင်းတာမျိုးမဟုတ်ဘဲနဲ့အခုကျောင်းနေနဲ့လာနေညီကိုမောင်နှမတွေတွေ့ရပေါ့နော်ညီကိုမောင်နှမတွေတွေ့ရဆိုပေမဲ့သူတို့ကျောင်းနေနဲ့လာတယ်ဘာအတွက်လာတော့ဆိုတော့သူတို့မသိဘူးလာတယ်နော်ပတ်စံရှာဖို့ဗီဇာရဖို့အတွက်ပဲလာတာကျောင်းတကယ်တက်ချင်လို့စာတက်ချင်လို့လာတာမျိုးတွေမဟုတ်ဘူးဆိုလို့ရှိရင်အရင်နှမျိုးကိုကောင်းတယ်ဆိုတာကိုလည်းကျွန်တော်ဆက်လင်းပြီးတော့မှပြောချင်တယ်ပေါ့နော်တကယ်ကျောင်းနဲ့လာတယ်ဆိုလို့ရှိရင်ကျောင်းကိုဘယ်လောက်ခက်ခဲဆုံးကန်းတိုင်အောင်တက်ဖို့တော့ကျွန်တော်တော့မြစ်တာရက်ခံချင်တယ်ပေါ့နော်ဒါနဲ့ဆက်လိုက်ရအောင်နောက်တစ်ခုကတော့ကျွန်တော်မနေချင်တဲ့အချက်ပေါ့နော်မနေချင်တဲ့အချက်ကတော့
ဂျပန်နိုင်ငံမှာတောက်လျှောက်အလုပ်လုပ်ရတာအသက်ကြီးတီလုပ်ရတာအခုကျွန်တော်ပြမယ်ဗျာဒီဗီဒီယိုအရင်ဆုံးကြည့်လိုက်ဟုတ်ပါတယ်အခုဗီဒီယိုထဲမှာဆိုလို့ရှိရင်ဒီဘိုးတော်ကြီးကအသက်59နှစ်ရှိပါပြီကျွန်တော်တို့မိဘရဲ့တော်မှာကြီးနေသေးရပေါ့နော်သူတောက်လျှောက်လုပ်ရတာပါကျွန်တော်တို့အတူတူလုပ်နေရတာဖြစ်တဲ့အတွက်အခုသူလုပ်နေတဲ့အချိန်ကဂျပန်နိုင်ငံမှာ17နာရီရှိနေပြီည17နာရီမနေ့8နာရီနဲ့အလုပ်ဝင်ပြီးတော့မှည17နာရီထိကျွန်တော်တို့နဲ့အတူတူလုပ်ရတာဗျာအဲ့တော့စဉ်းစားကြည့်သူပြန်ကျင်ပါပဲသူမိသားစုဝင်နေသူရှိလို့သူကောင်းကောင်းကန်းကန်းနေရမှာပဲဒါပေမဲ့သူနေခွင့်မရှိဘူးဘာလို့လဲဆိုလို့ရှိရင်သူတို့သားသမီးတွေကသူတို့မကြည့်ဘူးသူတို့သားသမီးတွေလည်းသူတို့ကသူတို့ရုန်းကန်နေရတာဆိုတော့ပေါ့နော်အဲ့တော့ကျွန်တော်အဲ့အချက်တွေကြည့်ပြီးတော့မှဂျပန်နိုင်ငံမှာမနေချင်တာပဲဂျပန်နိုင်ငံမှာကျတော့ယာရုကြီးလို့ရှိရင်နေလို့ကောင်းတယ်ဒါမှမဟုတ်ဘူးယာရုသေးတယ်ဆိုလို့ရှိရင်ဒီအလုပ်ကိုဆက်လုပ်နေတယ်ဆိုလို့ရှိရင်ဂျပန်နိုင်ငံမှာမကောင်းတဲ့အချက်တစ်ခုကကြတော့အသက်ကြီးလာလေယာရုကနှိမ့်နေပြီးတော့မှတဖြည်းဖြည်းနဲ့တန်ရှင်းဝင်နေဖြစ်ပြီးတော့ပတ်စံအစားနင်းနေလိုက်တာမြန်မာနိုင်ငံမှာဆိုလို့ရှိရင်အသက်ကြီးသွားတယ်ဆိုလို့ရှိရင်အသက်ကြီးတဲ့သူကိုအလုပ်ကလေးချော့ခိုင်းတာမျိုးတွေအလုပ်ဆိုသူလုံးနိုင်မှမလားမလုံးနိုင်ဘူးလားဆိုတော့အတွေးလေးတွေထဲတွင်းစဉ်းစားပြီးရပေါ့နော်ဂျပန်နိုင်ငံမှာကျတော့အဲ့လိုမဟုတ်ဘူးအသက်ငယ်ငယ်ကြီးယာရုကအရေးကြီးတယ်ယာရုကကြီးတယ်ခိုင်းတာကိုအကုန်လုံးလုပ်ရတယ်ပြန်ပြောခွင့်မရှိဘူးအဲ့တော့ဂျပန်နိုင်ငံမှာအဲ့အခြေအနေကြည့်ပြီးတော့မှအလုပ်တောက်လျှောက်ကြီးလုပ်ရမယ့်အချက်ကိုကျွန်တော်ကတော့ကြည့်ပြီးတော့မနေချင်တဲ့အချက်ရေနောက်တစ်ခုကကျတော့ဂျပန်နိုင်ငံမှာအသက်ကြီးလာလေအထီးကျန်လာလေတို့လည်းသိတဲ့အမတွေညီမလေးတွေဆိုလို့ရှိရင်စကားပြောတယ်ဗျာသူတို့နဲ့ဖုန်းပြောတယ်ဆိုရင်သူတို့ကခိုင်းကော်နဲ့လာကြတယ်ခိုင်းကော်နဲ့လာပြီးတော့သူတို့ပြုစုချောင်းချောက်ပေးနေတဲ့အဖိုးကြီးတွေအဖွားကြီးတွေကိုသူတို့ကမှသူတို့သားသမီးတွေထပ်ပို့ပြီးတော့ချစ်သေးတယ်တခါတည်းဗျာဘိုးဘွားဆောက်ရေလုံးနေတန်လန်းကနေပြီးတော့မှသူတို့ပြုစုချောင်းချောက်ပေးရဲ့သူတို့တယောက်ကတည်သွားတယ်ဆိုလို့ရှိရင်ကျွန်တော်နဲ့ဖုန်းပြောတော့ကအကောင့်မှလေးဆိုလို့ရှိရင်ငိုတယ်ဗျကိုအမြဲတမ်းပြုစုချောင်းချောက်ပေးတဲ့ဘိုးကြီးဖိုးကြီးတည်သွားပြီဆိုပြီးသူတို့ကငိုတယ်ကိုရီးယားသာတကယ်တနာပြီးကိုမိဘအရွယ်ကိုရီးယားဖိုးအရွယ်အဖွားအရွယ်ဆိုပြီးငိုတာပဲရှိတယ်သူတို့သားသမီးတွေကလာတော့မလာဘူးပေါ့နော်အဲ့တော့မလာတဲ့အခါမှာပိုင်ရှင်မဲ့နဲ့တကြိုလိုက်တယ်တကြိုပြီးတဲ့တက္ကလာမှာပြအိုးချန်လာတယ်အလုံအားတဲ့အချိန်ကျမှပြအိုးကိုလာယူတာမျိုးတွေပါရှိတော့အဲ့အချက်တွေကိုကြည့်ပြီးတော့ကျွန်တော်ဂျပန်နိုင်ငံမှာနေကျင်တာနဲ့မနေကျင်တာ꿰သွားတာပဲအဲ့တော့ဂျပန်နိုင်ငံမှာကလေးမွေးကျင်ပါတယ်ဒါပေမဲ့အရင်လိုတော့မနေကျင်တော့ဘူးပေါ့နော်အရင်ကတော့နေကျင်တယ်ခုနောက်ပိုင်းမနေကျင်တော့အဲ့လိုမျိုးကြီးတွေမြင်တွေ့နေရတော့ကျွန်တော်တို့လူမျိုးတွေကသိရတယ်ဗျာတိမ်ငယ်တတ်တယ်အထီးကျန်တယ်အဲ့တော့အသက်ကြီးလာတယ်အများဗျာကိုသားသမီးတွေကိုယ့်ရဲ့မြေးတွေမြစ်တွေချွေးမတွေတမတ်တွေနဲ့နေကျင်တာပဲအဲ့တော့အဲ့လိုမျိုးနေကျင်တာဖြစ်တဲ့အတွက်ဂျပန်နိုင်ငံမှာအဲ့အချက်ကြီးကလုံးဝနေဖို့မရဘူးသူ့လိုသူရှုပ်နေကြတယ်သူ့နေရာနဲ့သူ့ဌာနနဲ့သူအဲ့လိုကြီးသွားနေရတာဆိုတော့အဲ့လိုအထီးကျန်ပြီးတယောက်တည်းတည်သွားရမှာမျိုးကြီးကိုကျွန်တော်ကမလိုချင်ဘူးပေါ့နော်အဲ့တော့ကျွန်တော်ညီကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်အဲ့လိုအထီးကျန်တာကြီးကြည့်ပြီးတော့မှမနေချင်ပါဘူးပေါ့နော်အဲ့တော့မနေချင်ဘူးဂျပန်မှာကလေးတော့မွေးချင်တယ်နေတော့မနေချင်ဘူးကြီးစုပေးလို့တယောက်ချင်းနေတာကိုကြီးစုအများကြီးတင်ပါတယ်ဘယ်လိုလူတွေကဂျပန်နိုင်ငံမှာနေတင်တယ်ဘယ်လိုလူတွေကဂျပန်နိုင်ငံမှာမနေတင်ဘူးဘယ်လိုတွေကကောင်းတယ်ဘယ်လိုတွေကမကောင်းဘူးဆိုတာလေးကိုကျွန်တော်ရဲ့အမြင်လေးကို share လုပ်ပေးခဲ့တာပဲဖြစ်ပါတယ်ဒါပါပဲ